အမေဝိပဿနာတရားကိုမြည်တို့မြည်ပုံအားထုတ်ရပါတနည်းဖေဟာအဖြေအရင်ဆုံးဝိပဿနာအားမထုတ်ခင်အောက်ပါမေခွန်းတွေကိုမိမိတို့ကနားလည်ထားဖို့လိုပါတယ်ဝိပဿနာဆိုတာဒီလိုရှုဒီလိုမှတ်လို့ပြောပြရခြင်းကမခက်လှပေမဲ့ဝိပဿနာအားထုတ်မိပုဂ္ဂိုလ်တရားအနေဖြင့်အောက်ပါမေခွန်းတွေကိုနားမလည်ထားပါကပလိုင်းပေါင်းနဲ့ဖားကောက်တယ်လို့ဘာအတွက်လှုပ်လို့လှုပ်နေမှမသိဘာအတွက်ထိုင်လို့ထိုင်နေမှမသိဘယ်ရောက်လို့ဘယ်ပေါက်မှမသိရည်ရွယ်ချက်တွေပန်းနိုင်တွေလည်းတိတိကျကျမရှိပါပဲအားထုတ်ပါကဝိပဿနာဝင်ကပါတောနဲ့ကြီးရဲ့ကိုရောက်ရှိသွားပြီးအလုံးမင်းပင်ပန်းဆင်းရဲရပါမယ်ထိုကဲ့သို့မဖြစ်ရလေအောင်အောက်ပါမေခွန်းတွေကိုမိမိတို့ကတရားအားမထုတ်ခင်ကတည်းကကြိုတင်ပြင်ဆင်ကအချိန်ချင်းလေ့လာထားဖို့လိုပါပဲ1ဝိပဿနာဆိုတာဘာလဲ2ဘာကြောင့်ဝိပဿနာအားထုတ်ရတာလဲ3ဝိပဿနာအားထုတ်ရင်ဘာအကျိုးတွေရလာမှာလဲ4ဝိပဿနာအားထုတ်နည်းဘယ်လောက်ရှိသလဲ5အလွယ်ဆုံးအားထုတ်နည်းကဘာလဲ1ဝိပဿနာဆိုတာဘာလဲဝိအထူးပဿနာရှုခြင်းဝိပဿနာအထူးရှုခြင်းအစ္ဆဒအတွင်းဖြစ်သောမျက်စိနားနှာခေါင်းရှာကိုယ်စိတ်ဟူသောမိမိဤခန္ဓာကိုယ်ကောင်ကြီးနှင့်ဗဟိတအပဖြစ်သောအစဉ်အတန်အနံ့အရသာအတွေ့သဘောဟူသောဤလောက32ပုံတစ်ခွင်ကိုအထူးရှုမှတ်နားလဲခြင်းအထူးရှုမြင်သုံးသပ်ခြင်းကိုဝိပဿနာလို့ခေါ်ပါတယ်။နှစ်ဘာကြောင့်ဝိပဿနာအားထုတ်ရတာလဲဝိပဿနာအားထုတ်ရခြင်းအကြောင်းကအစ္ဆဒဖြစ်သောမျက်စိနားနှာခေါင်းရှာကိုယ်စိတ်ဟူသောမိမိဤခန္ဓာကိုယ်ကောင်ကြီးအပေါ်မှာအတ္တဆွဲကာမဆွဲအဝိဇ္ဇာဆွဲတွေကင်းစေဖို့နဲ့ဗဟိတဖြစ်သောအစဉ်အတန်အနံ့အရသာအတွေ့သဘောဟူသောဤလောက32ပုံတစ်ခွင်အပေါ်မှာအတ္တဆွဲကာမဆွဲဝိဇ္ဇာဆွဲတွေကင်းစေဖို့ပဲဖြစ်ပါတယ်3ဝိပဿနာအားထုတ်ရင်ဘာအကျိုးတွေရလာမှာလဲဝိပဿနာအားထုတ်ရင်ရရှိလာမဲ့အကျိုးအာနိသင်တွေကတော့လက်ရှိမိမိတို့ရဲ့ဘဝမိမိတို့ရဲ့ပတ်ဝန်းကျင်အရာတွေအားလုံး၌အတ္တဆွဲကာမဆွဲတွေနှဲပါလာပါမည်သို့မဟုတ်အရှင်းပြောက်ကင်းပါမည်ပစ္စတံဝေဒိတံဘောဝိညူဟိဂုံကဲ့သို့အသီးသီးသောတရားတွေ၌မိမိတို့တဏ္ဍ၌ချမ်းသာပါပေကောင်းပါပေဟုကိုယ်စိတ်နှဖျားချမ်းသာစွာခံစားသိမြင်ရသောအကျိုးတွေရလာမည်သစ္စာလေးပါးတရားကိုကြည်ကြည်ပြန့်ပြန့်သိလာမည်မိမိဤခန္ဓာကိုယ်ကောင်ကြီးနှင့်တကွ32ပုံပေါ်မှာလွတ်မြောက်ခြင်းချမ်းသာကိုတခြားသူပြောလည်းမဟုတ်ဒိဋ္ဌကိုယ်တိုင်လက်တွေ့ခံစားလာရခြင်းအကျိုးတွေရရှိလာပါမည်4ဝိပဿနာအားထုတ်နည်းဘယ်လောက်ရှိသလဲဝိပဿနာအားထုတ်နည်းတွေကတော့အလွန်များပြားပါတယ်ထောင်ထဲချီပြီးရှိပါတယ်ဗုဒ္ဓဘာသာဂိုင်းခွဲတွေများရင်များသလောက်ဆရာခွဲမူခွဲဝါဒခွဲတွေများရင်များသလောက်တဦးနဲ့တဦးတစုနဲ့တစုမတူကြပါဘူးသို့ပေမဲ့ထိုဝိပဿနာအားထုတ်နည်းတွေဘလောက်များများမူလအရင်းမြစ်ဖြစ်တဲ့ဝိပဿနာဉာဏ်အမြင်တွေကိုမကျော်နိုင်ပါဘူးမြည်တို့သောဝိပဿနာနည်းမဆိုအောက်ပါဝိပဿနာမူလအရင်းမြစ်ကိုသာမိခို၍အသက်ရှင်ရပါတယ်ထိုအရင်းမြစ်မူလဗုဒ္ဓဝိပဿနာဉာဏ်10ပါးပဲဖြစ်ပါတယ်အထူးထူးအပြားပြားရှုဆင်ခြင်ရသောယောဂီပုဂ္ဂိုလ်တို့၏အမြင်10မျိုးလို့လည်းခေါ်ပါတယ်ကာကြီးတမ္မာတနာဉာဏ်ယုံ nant တရားအစုကိုလက္ခဏာ3ပါးတင်၍ဆင်ခြင်သုံးသပ်သောဉာဏ်ခါခွေဥဒ္ဒဗိယဉာဏ်ယုံ nant တရားတို့၏ဖြစ်ပုံပြက်ပုံကိုရှုသောဉာဏ်ခါငယ်ဘင်္ဂဉာဏ်ယုံ nant တရားစု၏အပြက်ကိုရှုသောဉာဏ်ဂါကြီးဘယဉာဏ်ယုံ nant တို့၏ကြောင်းမဲ့ဖွယ်ဘေးကိုရှုသောဉာဏ်ငါအာဒီနာဝဉာဏ်ယုံ nant တို့၏အပြစ်ကိုရှုသောဉာဏ်စလုံးနိဗ္ဗိဒာဉာဏ်ယုံ nant တို့၌ညှင်းငွေသောဉာဏ်စလိန်မௌစိတုကမြတ်တာဉာဏ်သင်္ခါရတို့မှလွတ်မြောက်လိုသောဉာဏ်ဇာကွယ်ပရိသင်္ခါရဉာဏ်ထိုသင်္ခါရတို့၌အနိစ္စ
ဒုက္ခအနတ္တဟုထက်မှန်၍ရှုသောဉာဏ်စမြင်စွဲသင်္ခါရုပ္ပခဉာဏ်သင်္ခါရတို့၌လစ်လျူရှုနိုင်သောဉာဏ်ညအနုလောမဉာဏ်ပြဆိုပြီးဉာဏ်သည်၈ပါးမှမက်ဖို့တရားတို့ကိုပေါင်းကူးပမာလျော်စွာရှုသောဉာဏ်ထိုဝိပဿနာဉာဏ်မြင်အရင်းမြစ်မူလဗုဒ္ဓသဘောကိုပဲအခြေခံဝိပဿနာအားထုတ်နည်း10မျိုးလို့မှတ်သားနိုင်ပါတယ်ငါအလွယ်ဆုံးအားထုတ်နည်းကပါလေအလွယ်ဆုံးအားထုတ်နည်းကဤရူပခန္ဓာသည်ငါမဟုတ်ငါ၏ဥစ္စာမဟုတ်ဟုရှုရမည်ဤဝေဒနာခန္ဓာသည်ငါမဟုတ်ငါ၏ဥစ္စာမဟုတ်ဟုရှုရမည်ဤတင်ညက်ခန္ဓာသည်ငါမဟုတ်ငါ၏ဥစ္စာမဟုတ်ဟုရှုရမည်ဤဝိညာဉ်ခန္ဓာသည်ငါမဟုတ်ငါ၏ဥစ္စာမဟုတ်ဟုရှုရမည်ဤသင်္ခါရခန္ဓာသည်ငါမဟုတ်ငါ၏ဥစ္စာမဟုတ်ဟုရှုရမည်ဤခန္ဓာ၅ပါးသည်ငါမဟုတ်ဤခန္ဓာ၅ပါးသည်ငါ၏ဥစ္စာမဟုတ်ဟုရှုရမည်ထိုသို့ရှုသည်ဖြစ်၍ဤခန္ဓာတို့၌တက်ချင်းကင်း၏တက်ချင်းကင်းသောအလုံးစုံသောတန်ရောစဉ်ကိုလွန်မြောက်၏ပုရာဏံနာပိနန္ဒီယနဝေခန္တိနကုပ္ပယေဟိယာမနေနာသောစေယအာကာတနတိတောတိယအတိတ်ခန္ဓာ၅ပါးကိုမနစ်သက်မမတ်မောရပစ္စုပန်ခန္ဓာ၅ပါး၌နှစ်သက်မမောမှုကိုလည်းမပြုရခန္ဓာသည်ပျက်စီးသည်ရှိသောမပူဆွေးရဆွဲငင်တတ်သောတဏှာကိုဆွဲမိသူမဖြစ်ရအတ္တဒန္တတုတ်အနစ်ချုပ်လိုရင်းလေးကိုပြန်ပြောရရင်ဝိပဿနာအားထုတ်မိပုဂ္ဂိုလ်ဟာအာမထုတ်ခင်အောက်ပါအခြေအနေတွေကိုသိရှိထားဖို့လိုပါတယ်1ဝိပဿနာဆိုတာဘာလဲကိုသိပါ2ဘာကြောင့်ဝိပဿနာအားထုတ်ရတယ်လဲဆိုတာကိုသိပါ3ဝိပဿနာအားထုတ်ရင်ဘာအကျိုးတွေရလာမှာလဲဆိုတာကိုသိပါ4ခြေခံဝိပဿနာအားထုတ်နည်းဘယ်လောက်ရှိတယ်လဲဆိုတာကိုသိပါ5အလွယ်ဆုံးအားထုတ်နည်းလိုရင်အားထုတ်နည်းကဘာလဲဆိုတာကိုသိပါအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယကြောက်ဖျားဆရာတော်